အားလုံးပဲမင်္ဂလာပါမြစ်ဆွေအပေါင်းအားလုံးချမ်းသာကြပါစေလူဤစာနာပြေဝအားလုံးပဲဆိုင်နေကြပါစေဒီကနေ့မှာကျွန်တော်နောက်ထပ်ကထာတစ်ခုတည်ပြချင်ပါတယ်ဒီကထာကိုမြစ်ဆွေတို့အပေါင်းအကျိုးသိနေမယ်လို့မြစ်ဆွေတို့အပေါင်းအကျိုးသိနေမယ်လို့ကျွန်တော်ထင်နေတယ်ဒီကထာကိုအသုံးလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးအစိုးထိချစ်ပင်လဲပါဒီကထာတွေကိုမြစ်ဆွေတို့အသုံးလို့ရှိရင်သုံးတဲ့အချိန်မှာရုပ်ပါတဲ့အချိန်မှာဘုရားကိုအာရုံပြုပြီးလေးလေးနက်နက်ရိုးရိုးချစ်ချစ်နဲ့ရုပ်ပါပါတဖြည်းဖြည်းအကျိုးကျေးဇူးရပါလိမ့်မယ်ဒီကထာတွေကိုကျွန်တော်အပါလေးတွေရုပ်ပါပြပါမယ်ကျွန်တော်ရုပ်ပါတဲ့အပါလေးတွေကိုမစ်ဆွေတို့တချို့ဖတ်တာနဲ့တချို့ဖတ်မတတ်ဘူးကျွန်တော်ရုပ်ပါတဲ့အပါလေးတွေကိုမစ်ဆွေတို့ဖေးချနားထောင်ပေးပါအသုံးလို့ရှိရင်ဖေးပတ်နဲ့ရုပ်ပါမှာတဖြည်းဖြည်းရိုးကြည်စွာနဲ့ရုပ်ပါမှာကျွန်တော်အပါလေးတွေရုပ်ပါပြပါမယ်ဗုဒ္ဓနာစေဝိတသံစေဝိတသနာသိက္ခာကိနစီအာတရာယောကာတောဝန္ဒမဟာတာအေဟိုမေဟောတုနောက်တစ်ခါဆိုကြည့်မယ်ဗုဒ္ဓနာစေဝိတသနာသိက္ခာကိနစီအာတရာယောကာတောဝန္ဒမဟာတာအေဟိုမေဟောတုနောက်ခါဆိုကြည့်မယ်ဗုဒ္ဓနာစေဝိတသနာသိက္ခာကိနစီအာတရာယောကာတောဝန္ဒမဟာတာအေဟိုမေဟောတုဗုဒ္ဓနာစေဝိတသနာသိက္ခာကိနစီအာတရာယောကာတောဝန္ဒမဟာတာအေဟိုမေဟောတုဒီကထာကိုအမြဲရွတ်ဆိုဖတ်မြပါကအာတရေကေဤအသက်စေစင်နေပြီဒီကထာကိုရုပ်ဖတ်တဲ့အခါမှာဘုရားကိုအာရုံပြုပြီးရိုးရိုးချီလေးလေးနက်နက်နဲ့ရုပ်ဖတ်ပါရိုးရိုးချီလေးလေးနက်နက်နဲ့ရုပ်ဖတ်လို့ရှိရင်အကျိုးကျေးဇူးတွေရရှိနေပြီတကယ်ရရှိနေတယ်အားလုံးပဲမင်္ဂလာပါ